အားလုံးပဲမင်္ဂလာပါမြန်မာသမိုင်းရဲ့အစောဆုံးကလာဖြစ်တဲ့ပကံခေတ်ဦးကိုပြန်သွားကြည့်မယ်ဆိုရင်တကယ်ကိုရုပ်ရှင်ဆန်တဲ့ဇလန်တစ်ပုဒ်ရှိတယ်ဗျာကြီးမားဆွဲဝလွတ်နဲ့အန်နယ်ကြီးရဲ့ဝိုင်းနေတဲ့တိုင်းပြည်တစ်ခုရဲ့မထင်မှတ်ထားတဲ့နေရာနိုင်နဲ့ပေါ်ထွက်လာတဲ့လူစွမ်းကောက်သူရဲကောင်တယောက်ရဲ့ပြီးတော့လုံးဝကိုမဖြစ်နိုင်ဘူးလို့ထင်ရတဲ့ຢာတွေကိုရင်ဆိုင်တိုက်ခိုက်ခဲ့ရတဲ့စွန့်စားခန်းကြီးတစ်ခုပေါ့ကဲသမိုင်းနဲ့တနာကြီးနည်းနည်းရှန်ရှန်ရောရဲနေတဲ့ပြူစောတိအကြောင်းကိုအခုပဲလေ့လာကြည့်လိုက်အောင်အဲ့ဒီအချိန်ကပကံပြည်မှာတမှုတရာချစ်မင်းစိုးစံနေတဲ့ကာလာပေါ့တကယ်တော့တာယာလှပတဲ့တိုင်းပြည်လေးပါဒါပေမဲ့ကြောက်စရာကောင်းလွန်းတဲ့တတဝါဆိုးရီတွေဝင်းရောက်နှောင်ရှက်လာတဲ့အတွက်ပြည်သူတွေဟာအထိုက်တလန့်နဲ့အသက်လူပြီးနေထိုင်ခဲ့ရစဉ်းစားတာကြည့်ပါစနစ်နဲ့တိုင်တောင်ရှိခဲ့ပြီဗျာတိုင်းပြည်ဟာအချီမီရွေပြတ်တုံသွားနိုင်တဲ့အခြေအနေဆိုးကြီးကိုရင်ဆိုင်နေရတာပါအဲ့ဒီချင်းရောက်မှုကြီးတွေကဘာတွေလဲဆိုရင်အရက်လေးမျက်နှာလုံးကနေဝိုင်းနေတာပါအရှိရက်မှာလူတွေကိုရံမိုးပြီးစပားတွေကိုဖျက်ဆီးနေတဲ့အေယမဝက်ကြီးအနောက်ရက်မှာလူတွေကိုပါထိုးထုတ်စားတောက်နေတဲ့ငှက်ကြီးတောင်ရက်မှာကျွဲနွားတွေသားမကလူတွေကိုပါကိုက်စားနေတဲ့ကြားကြီးနဲ့မြောက်ရက်မှာတော့တွေးသမျှအိမ်မုံတက်ငယ်ကအစကိုက်ဖက်ဖျက်ဆီးနေတဲ့ရှုပြန်ကြီးတို့ဖြစ်ပါတယ်အဆိုးဆုံးကအဲ့ဓာတွေမကားသေးဘူးဗျာတပင်ကိုခုတ်ရင်နှစ်ပင်ဖြစ်လာပြီးတညွန့်ကိုဖြတ်ရင်နှစ်ညွန့်ဖြစ်လာတဲ့မော်ဝင်ဘူးဟာပင်တွေကလည်းနီယာအနက်မှာလွှမ်းမိုးနေတော့လူတွေအတိအနံ့စိုက်ပျိုးလို့ကိုမရတော့ဘူးလေဘလောက်တောင်အခြေအနေဆိုးလဲဆိုရင်မင်းကြီးကိုယ်တိုင်ကဒီရန်တူတွေကိုမနေနိုင်တဲ့အဆုံးအေယာမတတဝါကြီးတွေကိုထမင်းဖယုံတီးနဲ့ဖွဲနှူးတွေနေ့စဉ်တွားဆက်တပ်ပြီးငိမ့်ချမ်းရေးယူထားတဲ့အထိပါပဲဒီလိုအကူကြီးမန်းနေတဲ့အချိန်မှာပဲကျွန်တော်တို့ရဲ့သူရဲကောင်းကြီးထွက်ပေါ်လာပါတယ်သူကတော့တခြားသူမဟုတ်ဘူးပြူဆိုးထီပါပဲတကယ်တော့သူကတာမန်လူမဟုတ်ဘူးဗျတကောင်းမဲမျိုးအဆက်နွယ်ဖြစ်တဲ့တတိုးအားတချအရာစာမင်းရဲ့တားတော့တပါပါဒါပေမဲ့တိုင်းပြည်မြင့်မသက်ဖြစ်နေချိန်မှာပကံပြည်အနီးကိုရောက်လာပြီးတားသမီးမရှိတဲ့ဖြူအိုလင်များကတားရင်လို့ရုပ်ဝဲစွာမွေးစားထားခဲ့တာဖြစ်ပါတယ်ဖြူဆိုတီကအသက်9နှစ်ရွယ်ကတည်းကလီယက်ကိုစတင်တင်ယူခဲ့ပြီးအသက်16နှစ်ရွယ်ရောက်တော့ဘယ်သူမှရှင်လို့မရနိုင်အောင်လီယက်ပညာမှာအထူးတစ်ထိပ်ကိုရောက်နေတဲ့အမေရိကန်ပါရမီရှင်လူငယ်လေးတယောက်ဖြစ်နေပါပြီအရေရောက်လာတဲ့အခါဖြူစောတီကသူ့ရဲ့လေးအသက်ပညာကိုလက်တွေ့စမ်းသပ်ချင်လာတာနဲ့တောထဲကိုထွက်ဖို့မွေးစားမိဘတွေကိုခွင့်တောင်းခဲ့ပါတယ်ဒီအချိန်မှာဖြူအော်လင်မီယာကတိုင်းပြည်ကို12နှစ်တိုင်ဒုက္ခပေးနေတဲ့ရန်သူကြီးတွေအကြောင်းတတိပေးပြီးတားဖြစ်သူကိုတကယ့်ကိုစိုးရင်တကြီးနဲ့လမ်းခွဲနှုတ်ဆက်ခဲ့ရပါတယ်။ဒါကကြောချမ်းစရာကောင်းတဲ့စွန်းစားခန်းကြီးတစ်ခုရဲ့အဆောင်မှာပါပဲ။ပြူစောတီဟာသူ့ရဲ့လီးနဲ့များကိုယူပြီးရန်သူတွေရှိရာကိုရဲဝံ့ထွက်လာခဲ့ပါတယ်။ပထမဆုံးရင်ဆိုင်ရတာကတော့အရှိရက်ကဝက်ကြီးပါပဲ။ဝက်ကြီးဟာပြူစောတီကိုမြင်ချင်းပဲဒေါသတတိမှန်ဖြီးပြီးပြေးဝင်လာပါတယ်။ဒါမှပြေးလာတာမဟုတ်ဘူးနော်။ကြောက်တုံးမြေတုံးတွေကိုတူးဆွဲတစ်ပင်တွေကိုထိုးကျဖြိုလဲပြီးတော့ကိုဝင်လာတာပါဒါပေမဲ့ပြူစောတီကနည်းနည်းလေးမှတုံလုံးမသွားပဲလေးနဲ့တစ်ချက်တည်းတိတိကျကျပြစ်ခွင့်လိုက်ရမှာအေယာမဝက်ကြီးချက်ချင်းလဲကြပြီးပွဲချင်းပြီးတည်ဆုံသွားခဲ့ပါတယ်ဝက်ကြီးတည်ပြီး3ရက်အကြာမှာတော့ငှက်ကြီး800ကိုဆက်ထွက်လာခဲ့ပါတယ်လမ်းမတင်ဘရင်ကြီးစီကနေငှက်စာပိုးရတဲ့ငှက်ကော်ရဲ့ငှက်စာအဖြစ်တက်ခံရမယ်မိမပြို9ယောက်ရဲ့ကိုသွားတွေ့တယ်အဲ့ဒီမှာပြူစောတီကငှက်စာမပေါ်နဲ့တော့ငှက်ကြီးကိုငါတတ်မယ်ဆိုပြီးရဲဝံ့ပြောလိုက်ပြီးအကြီးမင်းလေး9ယောက်ရဲ့အသက်ကိုကယ်တင်ပြီးခဲ့ပါတယ်ဒီငှက်ကြီးကဘလောက်တောင်ကြီးလဲဆိုရင်အေရာမလက်ပံပင်ကြီး3ပင်မှာ11ကိုနားပြီးဘေးနှစ်ပင်မှာအတောင်ပန်းတွေကိုတင်ထားရလောက်အောင်ကိုကြီးမားတဲ့တတဝါကြီးဖြစ်နေတာပါပြူစော်တီကိုလည်းမြင်လိုက်ရောငှက်ကြီးကအကြီးကျယ်ဒေါသထွက်ပြီးပေါက်ချက်လိုက်တာပေါ့ဒါပေမဲ့မြင်းကြီးကိုပဲထိသွားပြီးသူ့နှုတ်သီးမှာပါလာတဲ့မြင်းကြီးတွေကိုဒေါသတကြီးငယ်ပြန်အန်ထိုးလိုက်တာတောင်ကြီးလေးတစ်ခုစာလောက်တောင်မြေတွေပုံသွားခဲ့ပါတယ်။အဲ့ဒီနေရာကိုအခုအချိန်ကြီးငက်အန်တောင်လို့ခေါ်ဆိုနေကြဆဲပါပဲ။တန်နိုင်ထက်ကပထဝီဝင်အပြောင်းလိုက်တစ်ခုဆိုရင်လည်းမမားဘူးပေါ့နော်။ငက်ကြီးအဲ့လိုပေါ့ချလိုက်တဲ့အချိန်မှာပဲပြူစောတီရဲ့အမခမ်းဖြစ်လက်မှုကိုမြင်တွေ့ရမှာပါ။ငက်ကြီးရဲ့ရန်ကနေရှောင်ဖို့အတွက်နောက်ကိုအတောင်80အထိအန်စောစရာကောင်းလောက်အောင်ခုံဆုပ်နိုင်ခဲ့တယ်။အဲ့လိုရှောင်းတိန်ပိတာနဲ့တပြိုင်နက်တည်းတေစေနိုင်တဲ့များမယ်ဖိခွင်းလိုက်တဲ့အခါကြောက်မဲ့ဖွဲငှက်ကြီးဟာနေရတင်စင်းစင်းကြီးတေဆုံးသွားခဲ့ပါတော့တယ်ငှက်ကြီးတေဆုံးသွားပြီးတော့ပြူစောတီဟာအထောက်အထားအဖြစ်ငှက်တောင်တစ်ချောင်းကိုနှုတ်ပြီးသူကတင်ထားတဲ့မိမပြို9ယောက်ကိုတည်ခိုင်းခဲ့ပါတယ်ဒါပေမဲ့တကယ်ကိုစိတ်ဝင်စားစရာကောင်းတာကအဲ့ဒီငှက်တောင်တစ်ချောင်းတွေကိုတောင်မိမပြို9ယောက်ပေါင်းပြီးမတဲနန်လောက်အောင်ကိုလေးလံလွန်းနေတာပါပဲဒါကြောင့်လမ်းမှာပဲပစ်ချခဲ့ရပါတယ်အဲ့ဒီလိုငှက်တောင်ပစ်ချခဲ့တဲ့နေရာကိုငှက်တောင်ပစ်ဆိုပြီးအဖို့တီအမီတွင်ကြံရစ်ခဲ့ပါတယ်ဒါငှက်ကြီးရဲ့ကြောက်ခမလေးလေးအရွယ်စားကိုအထင်ရှားပြစားနေလေပြဲရုပ်တစ်ခုလို့ဆိုရပါပေါ့ဒီလိုအကြီးမားဆုံးရန်သူကြီးနှစ်ခေါင်ကိုနှိမ်နှင်းပြီးနောက်မှာတော့ပြူစောတီဟာရတိုင်မနေတော့ပါဘူးတောင်ရက်ကကြာရီပြီးတော့မြောက်ရက်ကရှုပြန်ကြီးတို့ကပါဆက်တိုက်ဆိုသလိုနှိမ်နှင်းခဲ့ပါတယ်နောက်ဆုံးအနေနဲ့ခိုးလေးပွားလေးဖြစ်နေတဲ့ဒုက္ခပဲလို့နဲ့
ဘူးခါပင်တွေကိုလည်းအမိဖြတ်ရှင်းလင်းလိုက်ပါတယ်တကယ်ကိုမယုံနှမ်းစရာပဲနော်တိုင်းပြည်အတွက်ဆက်ထုံးလေးနေပါကြာအောင်နေတဲ့အန်ဒီရဲ့ကြီးတွေအားလုံးကိုလေးမြတ်လက်တင်တဲ့ဒုတိယထဲလက်တစ်ဖြတ်ဖယ်ရှားပေးလိုက်တာပါပဲ ဒီသတင်းကိုလည်းကြားတော့ပကံပိရှင်သမုဒ္ဒရာဇမင်းကြီးဟာအလွန်ကိုဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့ပါတယ်။သူတိုင်းပြည်ကိုကယ်တင်လိုက်တဲ့ဒီလူစွမ်းကောင်းကဘသူပဲဝါဖြစ်ကြောင်းနဲ့ဘလို့လက်နက်မျိုးတုံးပြီးနှိမ်နှင်းထရာလဲဆိုတာကိုတေချာမင်းမြန်းသိရှိပြီးနောက်မှာတော့အမျိုးအယိုးဖုံးလယုံနဲ့ပြည့်စုံသူဖြစ်တဲ့ဆိုပြီးတမီးတော်စန္ဒာဒေဝီမင်းသမီးနဲ့လက်ထက်ထေးမြပေးခဲ့ပါတယ်။ပြီးတော့တိုင်းပြည်ကိုကယ်တင်ခဲ့တဲ့ဒီသူရဲ့ကောင်းကိုထိုက်ထိုက်တန်တန်ပဲအိမ်ရှိမင်းရာသူနဲ့ပါဂုံးပြူချီးမြှောက်လိုက်ပါတော့တယ်ဒါပေမဲ့မင်းကြီးကွယ်လွန်သွားတဲ့အခါမှာပြူစော်တီဟာထီနန်းကိုချက်ချင်းမသိမ့်ပိုက်ခဲ့ဘူးဗျာသူ့ရဲ့ဂျေဇုရှင်ဆရာဖြစ်တဲ့ရသေးကြောင်မင်းကိုပင့်ဖိတ်ပြီးစံပါနှစ်တိုင်တိုင်းပြီးကိုအုပ်ချုပ်စေခဲ့ပါတယ်ဒါစစ်မှန်တဲ့သူရဲကောင်းတယောက်ရဲ့ယူတေကြိုက်ဆိုင်မှုနဲ့မွန်မြတ်တဲ့စိတ်ထားကိုအထင်ရှားပြသနေတာပါတယ်အဲ့ဒီနောက်တက္ကရာ80ခုနှစ်ရောက်မှသာပြူစောတိဟာနန်းတက်ခဲ့တာပါစဉ်းစားတာကြည့်ပါတော့အဲ့ဒီလိုနောက်ကျမှနန်းတက်ခဲ့ပေမဲ့သူဟာပကံထီနန်းကို85နှစ်တိုင်ဟုတ်ပါတယ်85နှစ်ဆိုတာလူတစ်သက်စာနီးပါးကိုအချင်းအကြာကြီးအုပ်စိုးခဲ့တယ်လို့ဖန်တန်းဒီကအခိုင်အမာဆိုထားပါတယ်သူကအသက်110ထိတန်းရှည်စွာနေထိုင်သွားခဲ့တယ်လို့ရာဇဝင်တွေကဆိုပါတယ်ပြူစောတိကအရက်9တောင်လုံးပတ်ထုံးတောင်မြရှိပြီးခွားဗလာအလွန်ကြီးမားတန်ဆွမ်းတဲ့တကယ်အရာမှမဲတပါဖြစ်ပါတယ်ဒီလိုထူးခဲ့တဲ့ကြားမအေးနဲ့ခွန်အားတွေကြောင့်ပဲဒီတော့ဒီအသက်ရှိရှိနေထိုင်ပြီးတိုက်ပြည်ကိုကြားရှည်စွာအုပ်ချုပ်နိုင်ခဲ့တာဖြစ်ဖို့များပါတယ်ဖြူစောတိဟာရွာပေါင်းစစ်ကိုရွာကိုစူစီပြီးအရိမတ္တာနလို့ခေါ်တဲ့မြို့ကိုတီထောင်ခဲ့ပါတယ်ဒါတည်းမကတည်းဘူးဗျာသူဟာလက်ယုံရည်ချဲပဲပြည့်စုံတာမဟုတ်ပဲဘာသာရေးကိုလည်းကင်ချိုင်းပါတယ်တကယ်ရွေချင်းကတတဝါကြီးတွေကိုနှိမ်နှင်းခဲ့တဲ့နေရာတိုင်းမှာသူ့ရဲ့အောင်ပွဲအထင်းမှအဖြစ်ဖေရာစေရီတီထားကိုးကွယ်ခဲ့ပါတယ်ငကြီးခွင်းနဲ့ရဝကြီးခွင်းနဲ့ရရှုပြန့်ခွင်းနဲ့ရကအစားလေးနဲ့မြားရခဲ့တဲ့နေရာတွေအထိဖျားတွေနဲ့ဦးမင်တီတီခဲ့ပါတယ်ဒါဟာသူဖြတ်တန်းခဲ့တဲ့စွန့်စားကန်းတွေကိုမြမမြေပေါ်မှာရုပ်လုံးပွားအမွေဟနှစ်တွေအထိထာဝရကြံရက်စေခဲ့တာပါပဲ